Kenny အတွက်9ရောက်ထွက်ဖို့အတွက်တီတီကရွေးပေးပြီးဆိုတော့အခုတီတီအတွက် Kenny ရွေးပေးမယ်အဲ့ဒါရွေးပေးအောင်လေတော့ချင်းထွက်နေစီရမယ်ရှုပ်နေမှာလားရောက်နေဆက်ပြည့်ရခေတ်စားရဲ့စက်တကွာလေ Okay ဒီကြည့်ကြအောင်ကြံလာခဲ့ပါမယ်ပြီးတော့Kennyကအသားကိုထပ်ထိတ်ပြီးတော့လေဘော်ရီကတိတ်မလာရည်ပါကွာတိတ်မပြည့်ဘူးပေါ့ဒါပေမဲ့ဒါလေးကိုတော့သူ့ဟာလေးနဲ့သူပေါ်တယ်ပြီးတော့လှရဲပေါ့နော်ခုနကပန်းရောင်ကိုတစ်ထည်လိုပဲKennyနဲ့ဒီလိုပုံစံလေးရလှရဲတယ်လာရဲတော့နိုင်အောင်ကိုတော့မိုက်နေဝင်နေရှင်ကိုတော့မှန်တင်တယ်ဒီအိတ်ချူဖားကြရသေးလားဟိုဟိုက်ရှင်တော့ဟိုက်လို့ရတယ်စိတ်ကအရှင်းနဲ့ဆိုလာရဲတော့ဟိုက်တာပိုလာရဲဒီကပို့ပြီးတော့နည်းလေးထင်းဝါမယ်လို့ထင်တယ်ဟုတ်တယ်ရှင်ကိုတော့လာရဲအနောက်လေးလည်းတော်တော်လာရဲအနောက်လေးလည်းဒီလိုလေးဆိုတော့ခဏကိုလည်းပေါ်တယ်ခဏကိုလည်းပေါ်သွားပါနော်ယူပြောရင်မပေါ်ဆိုတဲ့ခါပေါ်သွားပြီခုနကအပြားလိုက်ဖွင့်လိုက်ခဏကိုလည်းအင်ဂျီလာရှာတက်ရတယ်ဟုတ်တယ်ရှာဖို့ကရှာပေးလို့လည်းသိလား bestie တကယ်ချင်းလို့ကဲဒီနေ့တော့လောက်ပြရအောင်10 out of 10ပါနော်ကဲ okay နိုင်အောင်တော့ရွေးပြီးဆိုတော့ကိုင်းရ shopping ထုတ်ပါရှိရနော်ဟုတ်တယ်ဒါမဲ့ Sandy မှာ shopping ထွက်မယ် shopping ထွက်ဖို့ဆိုရင်ခင်ဗျားသွားမယ့်နေရာနည်းနည်းများတယ်ဟုတ်တယ်နော်အဲ့ရှင်တော့ပို့ပပလေးနဲ့ချွေးထက်လေးခံရမယ်ပြီးရင်ထုတ်တွေလည်းဆွဲလို့လည်းဟာမျိုးပေါ့နော်ပို့ပပလေးပြီးတော့စင်တူဝေးကြမယ် okay ကနေရွေးလိုက်မယ်နော်ဒီရွေးလိုက်အောင်အင်ဂျီလေးရေးလိုက်မယ်။ဒါကတီတီကဒီအရောင်လေးနဲ့လိုက်တယ်။နော်။ကန်ဒီကဒီဟာလေး okay အဲ့ရေးလိုက်မယ်။အဲ့တော့ကန်ဒီကအင်ဂျီရေးပြီးဆိုတော့တီတီကဘာမှရေးပြီးရောက် okay ကိုရင်းနှစ်ယောက်ကကန်တော့ဆင်းတယ်ဆင်းတော့အဲ့တော့ကျင်းတော့တော့ဒီလိုထား okayဒါကပြန်ပြီးတော့ရှင်းပေးပါနော်ဒါကဒီကနေရတော့ပို့ပါလေးပေါ့ပါလေးပေါ့အဲ့ဆိုကန်ဒီရေးသွားလဲလိုက်မယ်ကန်ဒီပတ်တယ်ရအဲ့ဒါမှပဲစောင့်နေလိုက်တိုင်းလဲလိုက်အောင်မယ်နော်